မင်းကိုမွေးပေးတဲ့မိန်းမကြီးကြတော့မင်းဘယ်လိုခေါ်နွေခေါင်ခေါင်မိုးချိုးလေးဖြစ်ကုန်တော့ပါဟဲ့မသိရမှတ်တာငါ့ကိုမွေးပေးတဲ့မိန်းမကြီးကိုအမေလို့ခေါ်တယ်ဟောအမေအဲ့ဆိုမင်းအမေယောက်ျားကြတော့မင်းကဘယ်လိုခေါ်တာအဖေမှတ်ထားပါဟုတ်လားဟုတ်တယ်အဲ့ဆိုသူတို့နှစ်ယောက်ကမွေးလိုက်တဲ့မင်းထန်ငယ်တဲ့ကောင်မလေးဆိုရင်ဘယ်လိုခေါ်ငါနှမလို့ခေါ်တယ်အဲ့ဆိုမင်းနှမနဲ့ညားတဲ့ယောက်ျားကြတော့မင်းကဘယ်လိုခေါ်ယောက်ဖာဟေးဟုတ်လားငါအဲ့ဒါနားရှုံနေတာဟုတ်မင်းကိုမွေးပေးတဲ့မိန်းမကြီးကိုမင်းဘယ်လိုခေါ်တာအမေဟောမင်းအမေယောက်ျားကြတော့အဖေသူတို့နှစ်ယောက်ကမွေးလိုက်တဲ့မင်းထန်ငယ်တဲ့ကောင်မလေးကြတော့ငါနှမအဲ့ဆိုမင်းနှမနဲ့ညားတဲ့ယောက်ျားကြတော့မင်းကဘယ်လိုခေါ်တယ်ယောက်ဖာဟေးဟုတ်လားခုမှနားရှင်းတော့ကွာငါရှုံတာကျေးဇူးတင်နေမင်းပြောပေးလို့အခုမှနားရှင်းတာတကယ်ရှင်းသွားလားမိမသူလူပြန်မင်းမေရောက်လိုက်ဖြေကြည့်မင်းကိုမွေးပေးတဲ့မိန်းမကြီးကိုဘယ်လိုခေါ်တော့ထမင်းစားမှမေးပါအဲ့တော့ဆိုင်ကြီးရမှနဲ့ရှင်းဆိုရမှနဲ့မဟုတ်ဘူးလေကွာမင်းကလေမင်းမဆိုလို့ပါဆိုနေမှာပဲမင်းကမေ့တတ်တဲ့ကောင်မလို့အားကြောင့်မေ့တတ်တာတော့တကယ်မေ့တတ်တယ်တနေ့ကမေ့ထီလာပြန်လာတာဒါလို့မနဲ့ဧခွဲပြီးပြန်လာကျွန်တော်မေ့ထီလာတော့အိမ်ရောက်တော့နှစ်နာရီရှိသေးတယ်ခိုင်းလို့ခိုင်းခဏတစ်ပြုတ်နားနေပြီးရေချိုးမယ်ဆိုရေချိုးရေမိုးချိုးကြအဝတ်တွေပိုင်းနဲ့ပုတ်တာပဲမှန်ကြည့်ပြီးကျုပ်စဉ်းစားနေဘာစဉ်းစားနေဟာဒီကောင်ကြီးငါမြင်ဘူးပါတယ်လို့ကြည်နာပြီးမှငါပြားခိုင်းသွားတယ်လားမခေါ်လိုက်ဘူးလားတကယ်အဲ့တော့မင်းကငါမေ့တတ်တာကိုမင်းမမေ့အောင်လို့ပြန်မေ့တာမေ့ရမေ့မင်းကိုမွေးပေးတဲ့မိန်းမကြီးကိုဘယ်လိုခေါ်တော့အမေတီးသွားပြီတီးတယ်မင်းရဲ့မေးယောက်ျားကိုဘယ်လိုခေါ်တော့အဖေတီးသွားပြီတီးတယ်သူတို့နှစ်ယောက်ကမွေးတဲ့မင်းထင်ခဲ့တဲ့ကောင်မလေးကိုဘယ်လိုခေါ်တော့နှမအဲ့ဒီနှမနဲ့ရတဲ့ယောက်ျားကိုဘယ်လိုခေါ်တော့ဘယ်လိုမှမခေါ်ဘူးဘယ်လိုမှမခေါ်ဘူးခေါ်မခေါ်ငါအဲ့ကောင်ရံပြစ်တာတလုံးလဲခေါ်ဖို့စီစဉ်မရှိဘူးလို့မဟုတ်လေကွာမင်းကလည်းမခေါ်လို့ရတယ်မတော်လို့မရဘူးလေကွာပြန်ခေါ်လိုက်ပါမင်းကလည်းအဲ့ဒါတော့သိပါတယ်ငါလည်းပြန်ခေါ်လိုက်နော်မင်းကိုမွေးပေးတဲ့မိန်းမကြီးကိုဘယ်လိုခေါ်တော့မင်းရဲ့ယောက်ျားကိုဘယ်လိုခေါ်တော့အဖေသူတို့နှစ်ယောက်ကမွေးတဲ့မင်းတဲ့ငယ်တဲ့ကောင်မလေးကိုဘယ်လိုခေါ်တော့နှမအဲ့ဒီနှမနဲ့ရတဲ့ယောက်ျားကိုဘယ်လိုခေါ်တော့ငါတော့ငကြောလို့ခေါ်တယ်ငကြောထမင်းသားသွားမယ်ငကြောဟဲ့ငကြောအဲ့လိုခေါ်တာနည်းများနေပြီတော့ဝါမမေဘာတော့ငါခေါ်တယ်လို့ပြောတာလေမင်းကဘာသူမှငါပရိသတ်ဘာလို့ပြောရမှာပေါ့ခင်ဗျာလေပြောကွာငါခေါ်တယ်လို့ပြောတာတော့မင်းငါစိတ်တိုးနေမင်းဘာလို့မင်းကမပြောဘူးလားမပြောဘူးကွာမပြောငါဆင်းတော့မှာတော့ရသွားလေမလာတော့ဘူးရလူရှင်တော်၄ယောက်ပါတာမင်းမရှိလဲဘာမှမဖြစ်ရတယ်မလာဘူးလားသွားကွာသွားလို့ပြောရသွားကွာသွားတယ်ကွာတကယ်ကောင်းတယ်ကျုံးကတကယ်ကောင်းတယ်ကျုံးကဟိုလဲဟိုမယ်လေးသွားမယ်ဆိုလဲသွားတော့ဆရာအမှန်ကပရိသတ်များလည်းသိပါတယ်လူရှင်တော်ချိတ်က3ချိတ်တစ်ချိတ်လေကျုပ်က2ချိတ်ပြီးသွားပြီသူကတစ်ချိတ်ပြန်ဖြော်မှာကျုပ်ကသူအဖြုံးမခံနိုင်ဘူးကိုကနိုင်ကြီးချင်တာကိုတော့ဘယ်မြည်ခံနိုင်လဲမနော်သူတို့တန်နဲ့လို့လူရှင်တော်ခေါင်းဆောင်လှုပ်စားနေတာပေါ့ပဲကိုကတော့မြည်ချင်တာကိုနောက်မှတော့ဘယ်ပြန်ပေးခိုင်းနိုင်မှာလူရှင်တာသူကထူးချင်တယ်လားပြန်ထူးမလို့ချောင်းတာကျုပ်ကသူထူးမရအောင်လှည့်ပတ်ထွက်ရတော့စိတ်တိုးလာလိုက်သူတို့တန်နဲ့လို့လူရှင်တော်ခေါင်းဆောင်လှုပ်ပါတယ်ဆိုမှကိုကတော့ဘယ်ပေးလိမ့်မလို့သူတို့တန်နဲ့လို့လေထူးတော့ထူးကျင်တာလားနော်ဗဇက်ကလေးတပြင်းပြင်းနဲ့ကျုပ်ကမပြောတော့သူထူးမရတော့စိတ်ဆူသွားတာကြည့်ကျုပ်ကဒါရောက်ဖာလို့ပြောကြည့်ပါလားကိုင်ဟေးဟုတ်လားဟုတ်တယ်ခမရကြောင်ကိုကျုပ်ပေးလိုက်ရပြီကိုင်ခမရပြောလို့ကိုကျုပ်ပေးလိုက်ရပြီတယောက်ငါတယောက်ရှုံးပါသေးတယ်ကွာမင်းရတယ်ဆိုတချင်းနော်အချင်းကနည်းနည်းနေမြင့်သွားပြီဆိုတော့တချင်းဆိုချစ်သူအပြုံးဟောစောစောလေးကမေးကြွက်ချစ်သူအပြုံးနဲ့အဲ့တော့တချင်းအောင်ချစ်သူအပြုံးပေးရင်နှလုံးအေးဟုတ်တယ်ဗျာကြားကြည့်ဘဝအမောလေး
ပြုံးများလာတီရင်မထင်းနှလုံးသားမှာညိတဲ့ရောရင်ညိတွေရင်ဆိုင်ပြုံးနိုင်လာတဲ့ချစ်သူလေးရေဘဝအမောလေးတွေပြေပါလေဒီရဲ့ပြုံးလေးကိုသလုံးရင်နဲ့သိထားရင်နဲ့ပြုံးလိုက်ချစ်သူရေပြုံးလိုက်ချစ်သူရေ တာကြီးဖိတ်ချော်လေတာကြီးအဲ့ဒါတွေမကက်ရအောင်နေတာကြီး ညမှာတဲ့လာစင်တော့လာမင်းကြီးလေးလာပါလေခြေကလေးတွေလေးလာပါလေလာပါလေပန်းကလေးတွေစိတ်ကလေးတွေသစ်ပင်တွေတော့တောင်းတဘာဝရှိရင်များနေဖန်လေးသီလာမဖန်လေးသီလာပြေပြေသမျှအလားတွေအားလုံးတဲ့ချစ်သူအပြုံးလေးကပူလို့လာပါလေအကျဉ်းသားလေးနဲ့နှလုံးသွေးရင်မကြီးပြုံးစီရဲ့ဘဝမောလေးပြေပါလေဒီအပြုံးလေးကိုသလုံးရင်နဲ့သိထားရင်နဲ့ပြုံးလိုက်ချစ်သူရဲ့ပြုံးလိုက်ချစ်သူရဲ့ တာကြီးဖိတ်ချော်ကွာအဲ့ဒါတွေမကက်ရအောင်ပြုံးလိုက်ချစ်သူရေပြုံးလိုက်ချစ်သူရေချစ်သူရေပြုံးလေးကအဆုံးမေးတဲ့ချစ်ချင်းများနေမထင်မဖဲပြုံးများလာတီရင်မထင်နှလုံးသားမှာညိတဲ့ရောစီညိတွေရင်တိုင်းပြုံးနိုင်လာတဲ့ချစ်သူလေးရေဘဝအမောလေးတွေပြေပါလေဒီအပြုံးလေးကိုသလုံးရင်နဲ့သိထားရင်နဲ့ပြုံးလိုက်ချစ်သူရေပြုံးလိုက်ချစ်သူရေ အလူမကြီးရေခဲကြောင်းထားခြင်းနဲ့အလူမကြီးဘယ်သူလို့မနဲ့အာယုံကိုမရှိဘူးရေခဲကြောင်းထားခြင်းလို့ ညမှာတဲ့လာစင်တော့လာမင်းကြီးလေးလာပါလေခြေကလေးတွေလေးလာပါလေ တော့မှပေးတယ် ပ ကွာ န်းကလေးတွေစိတ်ကလေးတွေသစ်ပင်ကြီးတော့တောင်းတဘာဝရှိရင်များနေဖန်လေးသီလာမဖန်လေးသီလာမြင်မြင်နဲ့မြလာတွေအားလုံးတဲ့ချစ်သူအပြုံးလေးကပူလို့လာပါလေအကျဉ်းသားနေနှလုံးသွေးရင်မကြီးပြုံးလေးဘဝမောလေးပြေပါလေဒီအပြုံးလေးကိုသလုံးရင်နဲ့သိထားရင်နဲ့ပြုံးလိုက်ချစ်သူရေပြုံးလိုက်ချစ်သူရေ ချက်ကိုမရှိဘူးလေကွာငါသူများလို့ဒီလိုစုံနေမှာမဟုတ်ဘူးဒီလိုစုံမှာ မဟိုလေပရိသတ်ကလည်းကျွန်တော်တို့အားပေးတယ်ဆို ဟုတ် တာ တယ် ပြောတယ်အဲ့တော့ကျွန်တော်တို့ကလည်းဒါယင်တဲ့ဆန္ဒနော်ပရိသတ်ရှိနေရင်ကျွန်တော်တို့ကနုံဒုံးတီသိမ်းရမှာတိတ်ကိုအားနာ ဟုတ်တယ်ဗျာ ကျွန်တော်တို့ဆန္ဒပဲ ဟုတ်ပါ ပရိသတ်ရှိနေရင်ကျွန်တော်တို့ကရှိသလောက်ဖြောပြခြင်းတာ ဟောပြင်းမ အဲ့တော့
ကြည့်ရတာတော့ပရိသတ်ကလည်းတို့အာနာပုံနေပါတယ် အာနာနေတာနေမှာပါ မြို့ပရိသတ်ဆိုတာသိတဲ့အတိုင်းပဲမြို့ဆိုတာကျွတ်တို့ကျဲတဲ့အားပေးတာများသွားဖြစ်လी ဟုတ်ပါ ထင်ပါလေအေးတို့တာအားမပေးရင်သူတို့တီးရမှာအားရှိမှာမဟုတ်ဘူးဆိုပြီးတော့ပရိသတ်ကအားပေးနေပုံရတယ် ဟုတ်တော့တယ် ကျွန်တော်တို့ကကြာလဲပရိသတ်ထိုင်းနေတော့ကျွန်တော်တို့ကလည်းမသိရဘူးတီး ပြီးနေတာ ပရိသတ်ကလည်းကျွန်တော်တို့တီးနေတော့သူတို့ကလည်းအားနာလို့ထိုင်းနေတာ ဟုတ်တယ် သူတို့ထိုင်းနေတော့ကျွန်တော်တို့ကလည်းတီးနေတယ် ပြီးနေရတာ ကျွန်တော်တို့တီးတော့သူတို့ကထိုင်းသူတို့ထိုင်းတော့ကျွန်တော်တို့ကတီးနေဆိုတော့ဒီလိုလုပ်အောင် မလုံးလုံးမလုံး ပြန်တော့မကောင်းလား